Hello အားလုံးပဲမင်္ဂလာပါရှင်မြစီဒီနေ့ 7-11 မှာမုတ်လိုက်တောင်းစားတဲ့ကြောင်မလေးကိုဗီဒီယိုလေးရိုက်ခဲ့ပါတယ်အရန်ချစ်ဖို့ကောင်းလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြရအောင်နော်Hello အမကြီးဘာစားမလို့လဲအမကြီးဘာယူမလို့လဲဘာယူမလို့လဲပါဦးစားချင်တယ်ပြောဘယ်တော့စားချင်လဲပြောဒါစားချင်လားဒါစားချင်လားဒါမမလို့ရှိရင်ဒါကလေးဒီမှာတူနာနဲ့စားမလားစားရင်လက်ပေးနမ်းပြောင်စားရင်နမ်းပြောင်အရင်ချစ်ဖို့ကောင်းစားမလားတော့မယ်လားတော့မယ်ကောင်းနာမတရှင်းမယ်လာနီးကောင်းနာမတရှင်းမယ်เนี่ยเบอร์ไปหาไปนะพอดีนี่ส่งไปร้านเดิมอ่ะแล้วก็ไม่โทรหาใช่ไหมนะใช่ไหมนะเข้ามาหาที่ร้านเดิมเป็นคนที่ซ้ำมาละลักษณะลาซาจาเมนาตมินี่ละนะนาดูละนะมาซาเมนาที่มาละเนี่ยกูอยู่พอพันละกูอยู่พอไปบ้าลูกนี่มาเที่ยวจุฬาเซเว่นเนี่ยมามุกไหลเจ้าเนี่ยก็มาเลยบ้าချစ်ဖို့ကောင်းပါလေဝတ်တုတ်ကလေး咖啡也是咖啡的好啦咖啡的谢谢你我是没有很对了没事那这个သူဝါဝါသူပြန်တော့မယ်တဲ့သူဖွားသွားပြီကဲအဲ့တော့ဒါလေးကိုလွတ်ပြလိုက်ပါတော့မယ်မစားတော့ကြည့်ပြန်ခဲ့ထားခဲ့တာလက်တော်မကြည့်ဘူးတော့အစားပြီးတော့ချီမိုးနေတဲ့သူကြီးပါဒီကတာဟေးနှုတ်ဆောင်လေမမချီဝါကြအစားချွေးရချီဝါကြချီမိုးနေကြကျမဖတ်တော့မလုပ်တော့ပါဘူးသူ့အစားချွေးပြီးပါတော့ဘဝလည်းစားပြီးတော့ကျမဖတ်တော့မလုပ်တော့ပါကဲတတာမိတတာ